ဒီတစ်ခါတော့မိတ်ဆွေတို့ကိုကျွန်တော်ကအောင်မြင်တဲ့ဘဝအတွက်အရေးတကြီးမဖြစ်မနေလိုအပ်တဲ့အချက်9ချက်ကိုမျှဝေပေးချင်ပါတယ်အဲ့တော့အောင်မြင်မှုလို့ပြောလို့ရှိရင်တော့လူကျွန်တော်တူမှာတော့မဟုတ်ဘူးတချို့တည်းရဲ့အောင်မြင်မှုကငွေကြေးဖြစ်နိုင်တယ်တချို့တည်းအောင်မြင်မှုကယာဒူးဂုံသိမ်းဖြစ်နိုင်တယ်တချို့ရဲ့အောင်မြင်မှုကအေးချမ်းနေချင်တာတချို့ရဲ့အောင်မြင်မှုကတော့မိသားစုချစ်ခင်မှုတချို့ရဲ့အောင်မြင်မှုကတော့ကျမ်းမာရေးကောင်းမွန်တာအမျိုးမျိုးဖြစ်နိုင်တယ်အဲ့တော့ဘယ်လိုပဲဖြစ်အောင်မြင်မှုလို့ပြောလို့ရှိရင်သူ့မှာလိုအပ်တဲ့မဖြစ်မနေလိုအပ်တဲ့အချက်9ချက်ရှိတယ်နံပါတ်1ရည်မှန်းချက်နံပါတ်2စင်စက်မပြတ်ကြိုးစားမှုနံပါတ်3တက်ကြွမှုနဲ့အပြုသဘောတွေးခေါ်မှုနံပါတ်4ကတော့သင်ယူစိတ်နံပါတ်5အချိန်စီမံခန့်ခွဲမှုနံပါတ်6လူမှုဆက်ဆံရေးနံပါတ်9မကျေနပ်ခြင်းနဲ့ကျေနပ်မှုအကြားချိန်ညှိနိုင်မှုဒီ9ချက်ကမိတ်ဆွေတွေဘဝမှာအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့အတွက်အရေးကြီးတဲ့အချက်9ချက်ဆိုတာကိုသတိပြုမိဖို့အတွက်ညှောက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးတော့အဲ့9ချက်ကနေပြီးတော့တစ်ချက်ချင်းစီရဲ့ဖြည့်ရှင်းချက်တွေလည်းဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်